မြတ်စွာဘုရားပြိဋိဘံစံပြီးတဲ့နောက်နော်တာရုကိလနာသဘင်ဆင်ရင်ကြတာ9 ရက်ကြာတယ်ပြီးတော့ဦးဇင်းတို့နန္တာထင်းပုံပေါ်မှာတင်ထားတာဒါပေးတို့သိပါတယ်လက်မလာမင်းသားတွေရဲ့နော်အင်ဂျင်ဥယျာဉ်ထဲမှာနန္တာထင်းပုံပေါ်မှာတင်ထားတာအဲ့ဒါအချိန်ကြာတော့မီးရှို့မယ်မီးပူဇော်ကြတော့မယ်ဆိုတော့ဘယ်လို့မှမီးရရှို့လို့မရမြတ်စွာဘုရားရဲ့အလောင်းတော်ကိုမီးရှို့ကြဖို့လူတွေကြိုးစားကြတာဘယ်လို့မှကြိုးစားလို့မရဘူးလေးမျက်နှာကဖားဖို့တွေဘာတွေနဲ့လှုပ်ဘယ်လို့မှလှုပ်လို့မရဘူးအဲ့ဒါနဲ့လူတွေကရှင်အနုဒ္ဒရာကိုမေးတာအဲ့ဒီအချိန်ကရှင်အနုဒ္ဒရာကတကူအရာရောအနေထားအရာရောအကြီးကျယ်ဆုံးလို့ဆိုရမယ်ပေါ့ရှင်သာရိပုတ္တရာလည်းမရှိတော့ဘူးရှင်မောဂ္ဂလန်လည်းမရှိတော့ဘူးရှင်မကတ္တပကအဲ့ဒီအချိန်မှာမြတ်စွာဘုရားနာမှာမရှိဘူးမြတ်စွာဘုရားကိုဖူးမြော်ဖို့လာနေတုန်းရှိသေးတယ်ဟုတ်လားဒီမှာမီးရှို့လို့မရဘူးဆိုတော့ရှင်အနုဒ္ဒရာကိုမေးတယ်နော်ရှင်အနုဒ္ဒရာအကြောင်းကလည်းပြောစရာအလွန်ကောင်းတယ်ရှင်အနုဒ္ဒရာကနတ်တွေရဲ့သဘောကတစ်မျိုးဖြစ်နေတယ်တဲ့အဲဒါကြောင့်မီးရှို့လို့မရတာနတ်တွေရဲ့သဘောကဘလို့ဖြစ်နေတော့ဗျာနတ်တွေထဲမှာတဲ့ရှင်မောဂ္ဂလန်ကိုကြည်ညိုပြီးတော့ဖြစ်ကြတဲ့နတ်တွေအုပ်စုရှိတယ်တဲ့ရှင်သာရိပုတ္တရာကိုကြည်ညိုလို့သိပြီးတော့နတ်ဖြစ်ကြတဲ့အုပ်စုတွေရှိတယ်တဲ့ရှင်မကတ္တပအခုပြန်တော့ပြိဋိဘံမဆန်သေးဘူးနော်အဲ့ဒီရှင်မကတ္တပကိုကြည်ညိုပြီးတော့လှူဒန်းပြီးတော့နတ်ဖြစ်ကြတဲ့အုပ်စုတွေလည်းရှိတယ်တဲ့အဲ့ဒီအုပ်စုတွေကတို့အရှင်မြတ်ကြီးရောက်မလာသေးဘူးဒါကြောင့်မလို့မြတ်စွာဘုရားရဲ့အလောင်းတော်ကိုမီးမလောင်ပါစေတည်းလို့သူတို့လှုပ်ထားတာတဲ့အဲ့ဒါမီးရှို့လို့မရအောင်ရှင်မကတ္တပရောက်မလာသေးလို့မီးရှို့လို့မရအောင်နော်အဲ့ဒါရှင်မကတ္တပကလည်းရောက်တော့မယ်ခဏနေရဒါပေမဲ့အရန်နေပူတဲ့အခါကျတော့အသက်အရွယ်ကလည်းအရန်ကြီးနေပြီသူ့ရဲ့နောက်လိုက်တွေကလည်းအရန်ချမ်းသာတဲ့အမျိုးကနေရဟန်းပြုလာတဲ့နှုံညံ့တိမ်မွေးကြတဲ့ရဟန်းနေကြီးဆိုတော့နားနေကြတာအဲ့ဒီနားနေတော့မှမြတ်စွာဘုရားပြိဋိဘံစံတယ်လို့လိုက်လာတဲ့တချို့ရဟန်းတွေကမသိသေးဘူးအဲ့ဒီမှာမြတ်စွာဘုရားရဲ့အလောင်းတော်ကိုနတ်တွေပူဇော်ထားတဲ့မန္တာရဝနတ်ပန်းတွေဆိုတာရှိတယ်ပန်းကြီးတွေအကြီးတွေအဲ့ဒါကိုအယိုးတက်ပြီးတော့လူတယောက်ကထီးလုပ်ပြီးတော့ဆောင်းလာတယ်အဲ့ဒီပန်းကြီးတွေအဲ့ဒါကိုရှင်မကတ္တပကသိတဲ့အခါကျတော့ဒါဘုရားပြိဋိဘံစံပြီနတ်တွေပူဇော်ထားတဲ့ပန်းဒီပန်းဟာလူလောကမှာမရှိဘူးအဲ့ဒါနဲ့ဟိုရောက်လို့ရှိရင်ရုပ်ပြက်ဆင်းပြက်ငိုမှာဆိုလို့အခုတည်းကစသိအောင်ဆိုတော့ရှင်ဟာကတ္တပကအဲ့ဒီလူကိုမေးတာမြတ်စွာဘုရားဆိုတာသိပါသလားသိပါတယ်အခုဘယ်လိုနေတော့ဆိုပြိဋိဘံစံသွားလို့အဲ့ဒါနတ်တွေပူဇော်တဲ့ပန်းကိုယူလာတာအဲ့လိုလဲပြောလိုက်ရောရဟန်းတွေကငိုကြတာပေါ့ပုထုဇဉ်ရဟန်းတွေကတချို့လည်းမဘူးမြော်ဘူးတဲ့မြတ်စွာဘုရားကိုအဲ့လိုငိုကြအကြီးအကျယ်ရုပ်ပြက်ဆင်းပြက်တွေဖြစ်နေတဲ့အချိန်မှာသူပတ္တဆိုတဲ့ယဟန်ကြီးဒါပေတို့ကြားဥပါတယ်မြတ်စွာဘုရားကိုရန်ညိုးရှိတယ်သူလူတဲ့ဆွမ်းကိုအလူမခံလို့ဒီအကြောင်းတွေကပြော